A grade ဖုန်း၏အချစ်ဝစ်ကြွေးသွေးကြီးမြတ်သူသည်လှောင်ပြုံးပြုံးနေပြီးခဏအကြာ၌မတော်တဆမှုရုတ်တရက်ပေါ်လာ၏ယခုအချိန်တွင်ရဲရှောင်သုံးလိုက်သောစွမ်းအားသည်ဝိညိုတစ်ခုလုံးကိုတုန်လှုပ်သွားစေပြီးအကြောက်တရားကိုစတင်မိစေ၏သူသည်ရဲရှောင်ကိုအထိတ်တလန့်ကြည့်လိုက်ပြီးသူ၏ဝိညုစွမ်းအားကချက်ချင်းဖိနှိပ်ခံလိုက်ရသည်သူအင်မတန်နာကျင်နေလေ၏သူသည်အထွတ်ထိပ်ထာဝရဤလောကရှိပထမဆုံးတည်ရှိမှုဆိုတာသိထားရပေမည်ထိုဆိုးကသူပြိုလဲသွားသည့်တိုင်သူ၏ဝိညာဉ်သည်ရဲရှောင်ကလှဲကွက်တချို့သုံးပြီးဖိနှိပ်၍ရနိုင်သည့်အရာမဟုတ်ပေနတ်ဖျားဧကရစ်သည်အထွတ်ထိပ်ထာဝရရှိ၌သေးငယ်သောပယုစိတ်တကောင်ဖြစ်နေသောကြောင့်ပင်ပွင့်ပွင့်လင်းလင်းပြောရလျင်သူ၌ခန္ဓာရှိနေသည်၍ရဲရှောင်၏အစင်း၌ရှိသူကသူဖက်နှက်တယ်ဖို့တောင်အစင်တန်းမရှိပေသူသည်ကျေဆုံးသောကောင်းကင်ထဲ၌နံပါတ်1ဖြစ်သည့်အသေးစားကံကြမ္မာကျင့်စုကိုအသုံးပြုခဲ့ပင်လျင်သူကိုဖိနှိပ်နိုင်စွမ်းရှိ၏မှာမဟုတ်ပေယခုအချိန်၌ရဲရှောင်အသုံးပြုလိုက်သည့်စွမ်းအားသည်သူကိုအမှန်တကယ်ကြောက်လန့်သွားစေ၏သူ၏စိတ်နှလုံးထဲမှလာသည့်အကြောက်တရားဖြစ်သည်ထိုကဲ့သို့အခြေအနေကိုဖြစ်ပေါ်စေသည့်အရာတစ်ခုပဲရှိသည်ငင်းကမသေးမျိုးချင်းစုပဲဖြစ်သည်အထွတ်ထိပ်ထာဝရများတောင်လက်လန်းမမီနိုင်သည့်တည်ရှိမှုအထွတ်ထိပ်ထာဝရတစ်ယောက်သည်မသေးမျိုးချင်းဆက်တစ်ခုရရှိခဲ့လျင်သူသည်စစ်မှန်သောမသေးမျိုးဖြစ်လာရန်စွမ်းအားရရှိလိမ့်မည်ဟုကောလဟာလရှိ၏ယင်းသည်စစ်မှန်သောအတိစိတ်ဖြင့်တောင်တစ်ဖြတ်၍မရနိုင်သည့်တည်ရှိမှုဖြစ်သည်ထိုအကြောင်းရင်းကြောင့်သူသည်သူဖန်တီးခဲ့သည့်သွေးစေးခြင်းကျင့်စုကအစစ်မှန်မသေးမျိုးကိုတူပထားခြင်းသာဖြစ်သည်သူ့ဖို့အစစ်မှန်မသေးမျိုးခွန်အားရရန်မဖြစ်နိုင်မှန်းသိသောကြောင့်နိယာမများ၏စွမ်းအားထည့်သွင်းသည့်ကျင့်စုကိုသုံးကာအကန့်အသတ်မရှိသူကိုအသက်ပြန်ရှင်သန်စေ၏ထို့သောတိုင်သွေးစေးခြင်းကျင့်စုကထုတ်ကုန်အတူဟုသာပြောနိုင်သည်အစစ်မှန်မသေးမျိုးကျင့်စုနှင့်ရှုနိုင်ဖို့ဝေးလွန်းနေသည်သို့သောသွေးစေးခြင်းကျင့်စုကစัจ java လာတစ်ခုလုံး၌ပထမအဆင့်ရောက်ပြီဖြစ်သည်အစစ်အမှန်မသေးမျိုးကျင့်စတာဆိုလျင်ညီမျှအစွမ်းထက်မည်ဆိုတာမှန်းဆနိုင်ပေ၏ယင်းကကျင့်စု၏တရားရာဂိုင်နှုန်းဖိနှိပ်မှုဟုဆိုနိုင်သည်သူသည်ထိုမသေးမျိုးကျင့်စုကိုတင်ယူနိုင်ခဲ့လျင်ထိုအတိုင်းဖြစ်เสียမလိုတော့တော့ပေရဲရှောင်၏နှက်ခမ်းထောင်ကကွေးသွားတော့သည်သူကငါးစာချိတ်သွားပြီဖြစ်သည်ခမားတင်ယူခြင်းလားတင်ခြင်းနဲ့တွေးကြီးမြတ်သူသည်တွေးဝေမနေပဲပွန့်ပွန့်လင်းလင်းပြောလိုက်၏ရဲရှောင်ကချက်ချင်းပြောလိုက်တော့သည်ဒါဆိုမင်းငါနဲ့အပေးယူလို့မလားတွေးကြီးမြတ်သူကခဏတာတိတ်ဆိတ်သွားပြီးနောက်ခေါင်းညှိလိုက်သည်လုံမယ်ရဲရှောင်သည်စကားဆက်ပြောလိုက်၏ဒီလိုဆိုရင်ရောမင်းကငါသိကျင်တာကိုပြောပြမသေးမျိုးချင်းစုရဲ့ပထမတစ်ပိုင်းပေးမယ်လက်တွေ့တွင်သွေးကြီးမြတ်သူသည်ယခင်ကမသေးမျိုးဘဝမဟာနီလန်းကျင်းစုကိုတခါမှမတင်ယူဘူးပေထိုကျင်းစု၌အပိုင်းမီမျှပါဝင်မှန်းမသိချေသူကအပိုင်းတသိန်းခွဲပြီးနောက်သူ့ကိုတစ်ခုပေးခဲ့၏99999ခုမရှိပဲရင်းကိုသူမြည်ကဲ့သို့တင်ယူနိုင်မည်နီထို့အပြင်ယခုအချိန်၌သူကအပေးယူလို့ရန်မျှသာဖြစ်သည်တစ်နှစ်နှစ်နှစ်အကြာ၌သူအထွတ်ထိပ်ထာဝရအဆင့်သို့တက်လှမ်းသွားသည့်အခါထိုလူကိုဖိနှိပ်နိုင်ရန်အသေးစားကံကြမ္မာကျင့်စုကိုတန်းအသုံးပြုနိုင်လိမ့်မည်ထိုအချိန်ကျအသေးစားကံကြမ္မာကျင့်စုသည်ပိုတောင်အစွမ်းထက်သည့်တည်ရှိမှုအဖြစ်ပေါင်းစည်းနိုင်ပြီဖြစ်ကာသူ့ကိုဖိနှိပ်ဖို့ကပယုတ်စိတ်ကိုခြေမုံရတကဲ့သို့လွယ်ကူလိမ့်မည်သွေးကြီးမြတ်သူ၏ဝိညုကတုန်လှုပ်သွားပြီးအင်မတန်စိတ်လှုပ်ရှားလာလေ၏ရဲရှောင်၏အကြံပြုချက်ကြောင့်စိတ်အားထက်သန်လွန်းနေပြီးသူ၏ဤနောက်ကသူ့အမိန့်ကိုမလိုက်နာပေပြောရလျင်ရင်းကမသေးမျိုးချင်းစုပဲဖြစ်သည်သူတက်ရှိထင်ရှားရှိစုအထွတ်အထိပ်ကာလ၌ရှိစုကတောင်မျှော်လင့်ချက်မရှိခဲ့သည့်အရာဖြစ်သည်ထို့ကြောင့်သူသည်အထွတ်အထိပ်ထာဝရဖြစ်လျင်တောင်ရိုးရိုးသားသားပြောရလျင်သူ့ရင်ထဲရှိစိတ်အားထက်သန်မှုကိုမထိန်ချုပ်ထားနိုင်ပေမင်းတကယ်ပြောနေတာလားရဲရှောင်သည်ကိန်းကြီးခန်းကြီးမနေတော့ဘဲပထမပိုင်းဟုခေါ်သောအရာကိုချက်ချင်းထုတ်ပြလိုက်၏မသေးမျိုးဘဝမဟာနီလန်းကျင်းစု၏ပထမတစ်ပိုင်းကိုရရှိပြီးနောက်သွေးကြီးမြတ်သူသည်ငင်းကိုတစ်ချက်မျှသာကြည့်ပြီးသူ၏ဝိညုတစ်ခုလုံးမင်သက်သည့်အခြေအနေထဲရောက်သွားသည်ပြီးနောက်သူသည်စိတ်အားထက်သန်လွန်းသောကြောင့်တုန်လှုပ်လာလေ၏
ဒါမတေမျိုးချင်းစုတကယ်မတေမျိုးချင်းစုဟာတကယ်ကြီးမတေမျိုးချင်းစစ်ဟာ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 သူသည်စိတ်အားထက်သန်စွာရေမောတော့သည်ရဲရှောင်သည်စို့နေသောပုံဖြင့်ခေါင်းခါမိလိုက်၏ခဏတာစိတ်လှုပ်ရှားနေပြီးနောက်ရဲရှောင်သည်နောက်ဆုံး၌နှုတ်ဟာကပြောလိုက်တော့၏လုံလောက်သွားပြီမလားခမားကိုမတေမျိုးချင်းစုပေးပြီးပြီငါသိကျင်တဲ့ချက်လက်ပေးလို့ရပြီမလားရတာပေါ့ဒါပေါ့ပြဿနာမရှိဘူးသွေးကြီးမြတ်သူသည်တစုံတစ်ခုကိုရုတ်တရက်တွေးမိသွားသောအခါချက်ချင်းမေးလိုက်တော့သည်မင်းရဲ့မတေမျိုးချင်းစုံမှာစာလိပ်တွေအများကြီးမရှိဘူးမလားရဲရှောင်ကအေးတီအေးဆက်နှာခေါင်းရှုံလိုက်သည်မင်းကငါ့ကိုဘလို့လူမျိုးလို့မှတ်နေလဲငါရဲရှောင်ကနာမည်မကြီးပေမဲ့ရုပ်မာကောက်ကျစ်တဲ့နီလန်းတွေအထီတော့မသွားဘူးမင်းမပူနဲ့စာလိပ်နည်းနည်းပဲကြံတာရဲရှောင်ကထိုမြမှန်ကန်ဖြောင့်မတ်သည့်ပုံဖြင့်ပြောကမဖြောင့်မတ်သည့်အမူအရာမရှိတာကိုမြင်သောအခါသွေးကြီးမြတ်သူသည်နောက်ဆုံး၌စိတ်အေးသွားတော့၏သူအကြောက်အယွန်ဆုံးကမတေမျိုးချင်းစွ၌စားလိပ်များစွာရှိနေမှာပဲဖြစ်သည်မတေမျိုးချင်းစုများသည်ကနဝင်ချင်းစုများထက်ပိုကြီးမြတ်၏ထိုကဲ့သို့အံ့ဩမင်တက်ဖွယ်ချင်းစုတစ်ခုကတေချာပေါက်အသေးအမွှားမဟုတ်ပေစားလိပ်များစွာရှိနေခဲ့လျင်ရဲရှောင်သည်သူ့ကိုစားလိပ်တစ်လိပ်သို့မဟုတ်နှစ်လိပ်ပေးလျင်တောင်နောက်ကောက်ကျနေမည်ဖြစ်ရာကြံရှိသည့်အရာများကိုတင်ယူနိုင်မှာမဟုတ်ပေထို့သို့ဆိုလျင်တိတ်အတုံးဝင်မည်မဟုတ်ထို့သို့တွေးမိပြီးသူကမတေမျိုးဘဝမဟာနီလန်းချင်းစု၏ပထမဆုံးစာလိပ်ကိုပျော်ပျော်ရွှင်ရွှင်လက်ခံလိုက်ပြီးပြောလိုက်တော်သည်ပြောမင်းပါမေးချင်တာလဲရဲရှောင်ကချက်ချင်းပြောလိုက်၏အဲ့ဒီနေ့တုန်းကခမားနန်စော်တဲ့ချက်ဆိုပြီးပြောတဲ့အမျိုးသမီးလေးတောက်ပချင်းကြောက်မြက်ကျဲတောင်ကြားထဲမှာတွေ့တဲ့အမျိုးသမီးသူကဘသူလဲသွေးကြီးမြတ်သူကပြုံးလိုက်၏ဘသူဖြစ်နိုင်၏မှာလဲကျဲစုံသောကောင်းကင်တစ်ခုလုံးမှာအထွတ်ထိပ်ထာဝရနယ်ပယ်ရောက်တဲ့ကျင့်ကြံဆင်းရှိပြီးအမျိုးသမီးလည်းဖြစ်ပြီးငှက်လည်းဖြစ်တဲ့သူဖိနစ်မျိုးနွယ်ရဲ့ဧကရီဖုံးကလွဲရင်မြည်သူများဖြစ်နိုင်အောင်မလဲဧကရီဖုံးလားရဲရှောင်သည်အနှဲငယ်အံ့ဩသွားလေ၏တစ်ဖက်သူသည်အထွတ်ထိပ်ထာဝရမန်းသူတည်ပြီးသားဖြစ်တော်ညာတစ်ဖက်သူကဖိနစ်မျိုးနွယ်၏ဧကရီဖုံးဖြစ်နေလိမ့်မည်ဟုမထင်ထားပေသို့သောဧကရီဖုံးကသူ့ကိုအဘယ်ကြောင့်ကူညီခဲ့သနည်းသူကသူနှင့်ဘာမှမသက်ဆိုင်နှစ်ယောက်သားတစ်ခါမှတွေ့တောင်မတွေ့ဘူးပေမှားနေသည့်ခြေအိမ်၌မှားနေသောမော်ဒယ်ဖလက်ကိုမြည်တို့ရှာနိုင်မည်နီဒါနဲ့မင်းဧကရီဖုံးနဲ့ဆက်ဆံရေးကိုဘလို့ဖွဲ့တည်လိုက်တာလဲအဲ့ဒီနန်စော်တဲ့ငှက်ကသူ့ကိုယ်သူထင်ကြီးနေတာသူ့ကိုလက်ကမ်းကူညီစေခြင်းနဲ့ဆိုရင်ကောင်းကင်ကိုတက်လန်းလောက်တဲ့ထိခက်ခဲတာရဲရှောင်သည်မျက်ခုံးပင်းလျက်ချက်ချင်းပြောလိုက်တော့သည်ကျုပ်သူ့ကိုတခါမှမတွေ့ဘူးသလိုသူ့ကိုသိလဲမသိဘူးဒါမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးနော်သူ့ကိုအရင်ကမတွေ့ဘူးတာတောင်သူကမင်းကိုကူညီတယ်လားဒါအဓိပ္ပာယ်မရှိလိုက်တာသူအဲ့ဒီနေရာမှာရှိနေတာနှစ်ပေါင်းရာချီနေပြီးငါစုဆောင်ထားသမျှသွေးအစီနှစ်တွေကိုစုပ်ယူရင်းသူကနတ်ဆိုးနှလုံးသားဝစ်ကြွေးကိုဖျက်ကျော်နိုင်မှာမင်းအတွက်သူ့ရဲ့ကိုယ်ပိုင်ဆိုးရုံမှုဝိညုတ်ပြရုပ်ကိုဆွန့်လွတ်ခဲ့တယ်မင်းကသူနဲ့ဘာမှမဆိုင်ဘူးလို့ပြောရင်းမင်းငါကိုတေအောင်ရရင်တောင်ငါမယုံဘူးနတ်ဆိုးနှလုံးသားဝစ်ကြွေးအဲ့ဒါပါလေဒါကဒုတိယမေကွန်းပဲမင်းသိကျင်နေဆိုရင်ဒါထို့သို့ပြောပြီးနောက်သွေးကြီးမြတ်သူ၏ဝိညာဉ်ခန္ဓာသည်လက်ချောင်းများကိုပုတ်ပြလိုက်သည်ရဲရှောင်ကလက်ဖြောက်တီးလိုက်ပြီးသူ့ကိုမတေမျိုးဘဝမဟာနီလန်းချင်းစု၏ဒုတိယပိုင်းကိုထုတ်ပေးလိုက်သည်မတေမျိုးဘဝမဟာနီလန်းချင်းစု၏ဒုတိယပိုင်းကိုရထားသောသွေးကြီးမြတ်သူကရေမောပြီးပြောလိုက်တော်သည်ဟုတ်ပြီခမားဒီလောက်ရိုးဖြောင်းနေဆိုမှတော့ငါပြောပြမယ်မိစ္ဆာနှလုံးသားဝစ်ကြွေးလို့ခေါ်တာကအထွတ်ထိပ်ထာဝရတွေကမတေမျိုးကိုတက်လန်းရဖို့ဖျက်ကျော်တဲ့ဝစ်ကြွေးပဲကောလာဟာလတွေအရာအထွတ်ထိပ်ထာဝရတယောက်ကတတမမြောက်ဝစ်ကြွေးကိုဖျက်ကျော်ပြီးရင်သူတို့ကအောင်အောင်မြင်မြင်အဆင့်တက်ပြီးအစ်စ်အမှန်မတေမျိုးတယောက်ဖြစ်လာမယ်ဒါကြောင့်မို့သူကငါရဲ့မိစ္ဆာသွေးအစီနှစ်ကိုသုံးပြီးနတ်ဆိုးနှလုံးသားဝစ်ကြွေးကိုဖျက်ကျော်ခဲ့တာပဲအစကသူနောက်ထပ်နှစ်100မှာဆိုအောင်မြင်လိမ့်မယ်ဒါပေမဲ့မင်းကငါနှစ်ပေါင်းများစွာစုဆောင်းထားတဲ့သွေးအစီနှစ်တွေအားလုံးယူသွားတော့သူထွက်သွားတယ်
တနည်းအားဖြင့်သူ့ရဲ့မိစ္ဆာဝိညာဉ်တရုတ်တနန်ကမိစ္ဆာနှလုံးသားဝှကြွေးဖြတ်ကျော်တာကိုကူဖို့ကြာရှုံးခဲ့တာလားအဲ့လိုဖြစ်လောက်တယ်ခဏအကြာတွင်သူကအတွေးနှက်သွား၏အဲ့လိုဟုတ်ပုံတော့မပေါ်ဘူးနတ်ဆိုးနှလုံးသားဝှကြွေးကအရန်အရေးကြီးဆုံးတစ်ခုပဲသူ့ဖို့လက်လျှော့လိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေသူကနတ်ဆိုးနှလုံးသားဝှကြွေးကိုအောင်မြင်ဖြတ်ကျော်နိုင်လောက်တာဒါပေမဲ့နတ်ဆိုးနှလုံးသားဝှကြွေးကိုသူလက်လျှော့သွားအောင်လုပ်နိုင်တဲ့တစ်ခုမင်းမှာမရှိသေး၍ပေါ်နေပါ၏တွေးကြီးမြတ်သူသည်တစုံတစ်ခုကိုရုတ်တရက်တွေးမိသွားပြီးအလင်းစလိုမေးလိုက်၏မင်းရဲ့ဘေးမှာသူနဲ့တစ်ထပ်သေးတူတဲ့အမျိုးသမီးရှိလားဒါအပြင်ကျင့်ကြံစင်ကအရန်နှိမ့်ပေမဲ့မင်းကိုသဘောကျတယ်ရဲရှောင်မှင်သက်သွားပြန်၏ထိုလူကချင်းရွေးရန်ပဲဖြစ်သည်ယခင်ကကူးဟိုင်သည်ချင်းရွေးရန်ကသူ့ကိုစိတ်ဝင်စားနေပုံပေါ်ကြောင်းပြောခဲ့ဘူးသည်ထို့ပြင်သူမကအေဂရီဖုန်းနှင့်တစ်ထပ်သေးတူသည်ထို့သို့တွေးမိပြီးသူကောင်းငိတ်လိုက်၏ခမားမှန်တဲ့ကျုပ်ဘေးမှာအဲ့လိုလူတစ်ယောက်ရှိတယ်မှန်နေတာပဲဟာနောက်ဆုံးတော့သူမင်းကိုကူညီချင်ရတဲ့အကြောင်းရင်းကိုသိသွားပြီးဒါအပြင်သူကသူ့ရဲ့ကိုယ်ပိုင်နဲ့ဆိုးနှလုံးသားဝှကြွေးကိုလည်းလက်လျှော့ပြီးငါစုဆောင်းထားသမျှသွေးအစီနှစ်အားလုံးမင်းကိုပေးလိုက်တာရဲရှောင်သည်မျက်ခုံးပင့်လျက်ပြောလိုက်၏အတိအကျကဘာလဲသွေးကြီးမြတ်သူသည်သူ၏လက်ချောင်များကိုထပ်ပို့လိုက်သည်ရဲရှောင်သည်နောက်ထပ်သူအားမတေမျိုးဘဝမဟာနီလန်းကျင့်စုတတိယအပိုင်းကိုပေးလိုက်သည်သွေးကြီးမြတ်သူကရေမောလိုက်ရာပါဇက်မစီနိုင်တော့ပေမျက်မိတမိတ်အတွင်းသူသည်မတေမျိုးကျင့်စုသုံးလေးရသွားပြီဖြစ်၏သူ၌မတေမျိုးကျင့်ဆက်မြည်မြရှိသည်သူသည်မတေမျိုးကျင့်စုအားလုံးကိုစုဆောင်းနိုင်ဖို့အချိန်သိမ့်မလိုတော့ဟုတွက်ချက်မိသည်အံ့ဩစရာပဲကောလာဟာလတွေအရအချစ်ဝှကြွေးကိုဖျက်ကျော်ဖို့ဆိုရင်ခန္ဓာကိုယ်ကိုသုံးဖို့မဖြစ်နိုင်ဘူးအထွတ်အထိပ်ထာဝရဘာအတွက်လူတစ်ယောက်ကိုချစ်မိသွားဖို့အရန်ခက်ခဲတာကြောင့်ပဲဒါကြောင့်သူတို့တွေကကိုခွဲတစ်ခုကိုဖန်တီးပြီးအဲ့ဒီကိုခွဲရဲ့မှတ်ဉာဏ်အားလုံးကိုချိတ်ပိတ်ထားပြီးအဲ့ဒီချစ်သူကိုရှာဖို့ကိုခွဲတစ်ခုကိုစေလွတ်လိုက်တယ်ရှာတွေ့ပြီဆိုတာနဲ့အချစ်ဝှကြွေးကိုပြီးမြောက်အောင်ဆောင်ရွက်ပေးဖို့ကူညီခဲ့တာကြောင့်မင်းကအေဂရီဖုန်းရဲ့အချစ်ဝှကြွေးဆိုတာအလွန်သိတာတယ်တနည်းအားဖြင့်မင်းကသူ့ဘဝမှာအရေးကြီးဆုံးဝှကြွေးဖြစ်ဖို့ကံပါလာတာပဲသူကမင်းကိုသူ့ကိုချစ်ကျွမ်းဝင်လာအောင်လုပ်လိုက်မယ်ပြီးရင်တေမျိုးလောကကိုဖျက်ကျော်ပြီးမင်းအတွက်သူ့ရဲ့ခံစားချက်တွေကိုအပြည့်အဝဖျက်တောက်ပြီးဒီဝှကြွေးကိုအောင်မြင်ဖျက်ကျော်နိုင်မှာပြီးတော့မင်းသူ့ကိုမချစ်ခင်မင်းချစ်လာအောင်လို့တက်ဆွမ်းသမျှအားလုံးလုပ်လိုက်မယ်လူပိန်းနေပြောရရင်တော့သူကအခုမင်းရဲ့လက်ထဲမှာကျိုးဆွဲရုပ်သေးတရုပ်ဖြစ်နေပြီးမင်းသူ့ကိုလှုပ်ခိုင်းချင်တာရှိရင်သူညင်းလောက်မှာမဟုတ်ဘူးသူသည်သူ့နာသူမယုံနိုင်ပေအေဂရီဖုန်းကငါ့ကိုသဘောကျသည်ကပ်ဘေးကိုကြော်ဖြတ်ဖို့ငါ့ကိုအတုံးချချင်နေတာလားသူမကိုသူချစ်မိသွားစေဖို့ဘာမဆိုလုပ်မယ်တဲ့ဖျားကြီးဒါကယူမိုက်လွန်းတယ်မလားသူကမျက်နှုစားရလောက်အောင်အသက်ကြီးလွန်းနေပြီဖြစ်တဲ့နွားမကြီးမဟုတ်ဘူးလားသူမအသက်ဘလောက်ရှိပြီလဲသူ့အသက်ကဘလောက်လဲသူအသက်20ပဲရှိသေးတယ်သူမကတော့အနည်းဆုံးနှစ်ပေါင်းထောင်ချီရှိနေလောက်ပြီမလားအပိုင်း948ပြီး၏